နာမည်ကြီးတရေဆရာရဲ့တခြင်းကိုဆိုပေမဲ့ဘနာနာလောက်တောင်အတမကောင်းလို့ဝေဖန်ခံနေရတဲ့ဖြစ်ဖြစ်ထွေးအားလုံးပဲမင်္ဂလာပါဗမစ်စနောင်းကနေကြိုဆိုလိုက်ပါတယ်မြတ်တာရှင်မလေးဖြစ်ဖြစ်ထွေးကပရိုက်တာလေးလို့တလို့တနိုင်ငံလုံးကိုသူ့အတန်နားဆင်ရအောင်လဲငွေအကုန်ကြခံတတ်သူဖြစ်ပါတယ်အညာသူလေးဖြစ်ဖြစ်ထွေးကအညာတန်လေးနဲ့တခြင်းတွေမကြခဏထွက်လေရှိသူပေါင်းသူ့တခြင်းတွေကလူကြိုက်များပြီးတက်တော့မှလည်းတခြင်းတွေနဲ့လိုက်ဆော့ကြပါတယ်အရင်ကတော့ဖြစ်ဖြစ်ထွေးကအခြားဆိုတော်တွေရဲ့တခြင်းတွေနဲ့ပွဲတွေမှာဖျော်ဖြေရတာပေါ့ကိုပိုင်တခြင်းမရှိဘူးလားဆိုပြီးမကြာခဏအမေးခံရတဲ့ဖြစ်ဖြစ်ထွေးကနာမည်ကြီးတရေဆရာတဟောင်းရေးပေးထားတဲ့ဆန့်ရှောက်ဆိုတဲ့တခြင်းအစ်စ်ကိုထွက်ရှိထားပေမဲ့အတမကောင်းတာကြောင့်ဝေဖန်ခံရပါတယ်တဟောင်းကမြန်မာတန်စင်တခြင်းတွေကိုရေးသားတဲ့နေရာမှာအရန်ကောင်းတာကြောင့်ရွှေလက်ပိုင်ရှင်လို့တောင်ခေါ်ကြတာပေါ့တဟောင်းရေးပေးတဲ့မနောတခြင်းတွေကလည်းနာမည်ကြီးသလိုအခြားတခြင်းတွေကလည်းအောင်မြင်သွားကြပါတယ်တဟောင်းရဲ့စာသားတွေကရင်ထဲကိုထိပ်ပြီးအတန်ကောင်းတဲ့အဆိုတော်တွေနဲ့တွေ့ရင်တော့မမေ့နိုင်လောက်ကိုဆွဲသွားစီတာပေါ့ဒါကြောင့်ဖြစ်ဖြစ်ထွေးကလည်းတဟောင်းရေးပေးရင်တော့နာမည်ကြီးမှာပဲဆိုပြီးမြမတန်စင်တခြင်းတစ်ပုဒ်ကိုအပ်လိုက်တာပေါ့တခြင်းထွက်လာတဲ့အခါမှာတော့တခြင်းစာသားတွေကကောင်းမြင်မဲ့လေသူ့အတန်နဲ့မလိုက်မဖက်ဖြစ်နေခဲ့ပါတယ်စာဖတ်ပြနေတဲ့အတန်နဲ့တူနေပြီးဘနာနာထက်တောင်ပိုဆိုးနေတယ်လို့ပြောနေကြတာပေါ့ခီးလဲမမှန်သလိုအတန်အနေမြင့်တွေကလည်းလွဲမနေတာကြောင့်ဘနာနာလောက်တောင်မဆိုးတက်ဘူးဆိုပြီးပြောခံနေရတဲ့သူပေါ့ဖြစ်ဖြစ်ထွေးကအစောတော်စစ်စစ်မဟုတ်တာကြောင့်သိခံပြီးတော့နားဆင်ပေးဖို့တောင်းဆိုထားပါတယ်ဘနာနာကလည်းသူ့ကိုဝေဖန်သူတွေကိုအော်တော့တယောက်တည်းစူးစမ်းပြရင်းနဲ့ကီးရီမှန်လာပြီးဂီတာလေးတိတက်သွားပါပြီညမွေးပန်းတခြင်းကိုပြန်ဆိုထားတော့ကနာမည်ကြီးခဲ့တဲ့ဖြစ်ဖြစ်ထွေးအောင်တဟောင်းရေးပေးတဲ့တခြင်းမှာတော့သူ့အတန်ကမပေါ်လွင်ပါဘူးဒါပေမဲ့ Bright မင်းသမီးဖြစ်နေလို့ဘာလို့သဘောကျပြီးအပေးမဲ့လူတွေရှိနေကဖြစ်ဖြစ်ထွေးအတန်ကအရန်ကောင်းကြောင်းမှတ်ချက်တွေပေးနေကြပါတယ်ဒီတခြင်းလေးကဖြစ်ဖြစ်ထွေးအတွက်အားစီးတစ်ခွက်ဖြစ်လာစေတဲ့တခြင်းတစ်ပုဒ်ဖြစ်ပေမဲ့လည်းအတန်ကတော့နားထောင်လို့မဖြစ်ကြောင်းဝေဖန်နေကြတာပါငွေပေါ်တဲ့ဖြစ်ဖြစ်ထွေးကတခြင်းဆိုရတာကိုဝါသနာပါလို့တခြင်းတွေကိုတပုတ်ပြီးတပုတ်ထပ်နေကောင်ပွဲတွေမှာကိုပိုင်တခြင်းမဲဆိုပါတော့တယ်တရုတ်ဆောင်တဲ့နေရာမှာတော့2ကိုခွဲ3ကိုခွဲတရုတ်ဆောင်နိုင်ပေမဲ့တခြင်းဆိုတဲ့နေရာမှာတော့လိုအပ်ချက်တွေရှိနေကြတာပေါ့တဟောင်းလိုတခြင်းရေးကောင်းတဲ့အရေးကောင်းတဲ့တေးဆရာတော်ဖြစ်ဖြစ်ထွေးအတန်နဲ့တွေ့တဲ့အချိန်မှာစာသားတွေလည်းမပေါ်လွင်တော့ပါဘူးဖြစ်ဖြစ်ထွေးကတော့ဒီတခြင်းလေးကသူ့ဘဝနဲ့တိုက်ဆိုင်နေလို့ကိုယ်တိုင်လည်းတရုတ်ဆောင်ထားတယ်လို့ကိုယ်တိုင်လည်းတီးဆိုထားပါတယ်ဒီလိုတခြင်းကိုမြမတန်စင်ပိုင်နိုင်တဲ့အခြားဆိုတော့တဲရောက်ကတီးဆိုရင်ကောင်းနိုင်ပေမဲ့လည်းဖြစ်ဖြစ်ထွေးတီးဆိုချိန်မှာတော့ပြောခံနေရတာပေါ့ဖြစ်ဖြစ်ထွေးကငွေကြေးလဲတနိုင်သူဖြစ်လို့တချင်းဆိုဖို့စိတ်ကူးရှိတဲ့အခါဆီယာရီနဲ့တေချာလေးချင်းတင်ကြဖို့အတွက်အကြံပေးကြပါတယ်အစောတော်စစ်စစ်ဖြစ်ဖို့မလိုတဲ့ဖြစ်ဖြစ်ထွေးဟာပွဲဒီမှာမကြာခဏတေဆိုရသူဖြစ်လို့တချင်းတွေတပုတ်ပြီးတပုတ်ထွက်နေကပရိသတ်တွေကအတန်ကိုအားပေးတာမဟုတ်ဘဲဖြစ်ဖြစ်ထွေးကိုမြင်နေရရင်ကျဉ်းနေကြတာပေါ့ငလင်ဘေးသိမ့်ပြည်သူတွေကိုကူညီပြီးတဲ့နောက်မှာတချင်းအသစ်ထွက်လာခဲ့ပြီး Bright စိတ်ထားလေးကြောင့်သူ့ကိုပြန်လည်အားပေးလာကြပါတယ်သူ့ကိုအားပေးတဲ့သူတွေရှိတာကြောင့်နောက်လေတချင်းအသစ်တွေထပ်ပြီးထွက်သွားအောင်မှဖြစ်ပါတယ်ဖြစ်ဖြစ်ထွေးတီဆိုထားတဲ့ဆက်ရှောက်ဆိုတဲ့တခြင်းကိုပရိသတ်ကြီးရောသဘောကျရလားဆိုတာပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ